မြို့ကိုစားတယ်ဒီဗန်ကောင်းမှုမာတီပင်မင်းပန်းမန်းဈေးရောင်ထွက်လို့ရှာကြွေးခဲ့တယ်ဟိုးငယ်ငယ်ကလေးဘဝမှာအမေကိုကြည့်ကတနာပူခဲ့တယ်နောက်တစ်ချိန်မှာအမေကျေးဇူးအထူးဆက်ရန်အတိတ်ထန်ခဲ့တယ်ဘဝလည်းဖောက်ထွေးခက်ခဲကြီးများစွာကြုံဖြတ်တယ်လောကကြီးကိုရင်ဆိုင်ရှင်ပြိုင်နွယ်ရည်ကြိုးစားရင်းနဲ့အောင်မွေးရတယ်ဟိုးငယ်ငယ်စိတ်ကူးရှိသလိုအမေကိုထားမယ်ကြည်နူးမိသေးတယ်ဒီချိန်မှာအမေလိုအရာအားလုံးအကုန်ဖြည့်စည်းလို့ပေးမယ်ခဲတဲ့လီသမျှတဲတဲ့ရေကြဖြစ်မျိုးနဲ့ကြုံနေပြန်မစုံနိုင်တဲ့လမ်းရှောင်းလန်းသွားလို့ကျေးဇူးဆက်ခွင့်ဝေးခဲ့ရပါတယ်။အိုးအမေရဲ့အိုးအမေရဲ့ဘယ်လိုဖြစ်ရမှာလဲတကယ်မျက်ရည်မိုးဆွေအသေးလို့ကြွေပြီးကွယ်အမေတွေရီမှန်းပြူလို့ကုသိုလ်ကောင်းမှုအဆုသူတို့အတွက်အမြဝေပါတယ်ရောက်လေရာပုံဌာနကတာရုတာရုတာရုလို့ခေါ်ပါအမေရဲ့ဘဝလည်းဖောက်ထွေးခက်ခဲကြီးများစွာကြုံဖြတ်တယ်လောကကြီးကိုရင်ဆိုင်ရှင်ပြိုင်နွယ်ရည်ကြိုးစားရင်းနဲ့အောင်မွေးရတယ်ဟိုးငယ်ငယ်စိတ်ကူးရှိသလိုအမေကိုထားမယ်ကြည်နူးမိသေးတယ်ဒီချိန်မှာအမေလိုအရာအားလုံးအကုန်ဖြည့်စည်းလို့ပေးမယ်ခဲတဲ့လီသမျှတဲတဲ့ရေကြဖြစ်မျိုးနဲ့ကြုံနေပြန်မစုံနိုင်တဲ့လမ်းရှောင်းလန်းသွားလို့ကျေးဇူးဆက်ခွင့်ဝေးခဲ့ရပါတယ်။အိုးအမေရဲ့အိုးအမေရဲ့ဘယ်လိုဖြစ်ရမှာလဲတကယ်မျက်ရည်မိုးဆွေအသေးလို့ကြွေပြီးကွယ်အမေတွေရီမှန်းပြူလို့ကုသိုလ်ကောင်းမှုအဆုသူတို့